ဟုတ်တယ်ကျင်းတယ်ဘယ်လိုလဲမရှိတော့ဘာမှဆလဲမရှိဘူးဘာမှဆလဲမရှိဘူးကြောက်လို့ကြည့်ရဟုတ်တယ်ကြည့်စား对了，他妈没洗，他是包嘛喽？他包嘛，他们洗光呀，对吧？包出来进来。你家不包嘛嘞？没洗，洗嘛嘞？没做了没洗不？你看你，好，你看，他不啊？哦，这老不，人家多了一点了，不呀。哎，那个，这八个是个标的，这八个是个标的，不玩狗呀，狗呀，这老天伢一丢多啊，地比那边，过来，你今天的谁差西北的？好吧。ရပါလေကွာမင်းလည်းရပါလေဒီတော့သူလာလိုက်ဦးနော်တမကားနေပါနားနေအောင်တားရတယ်နားဆိုရှင်မနေ့ကပါကျိုးမယ်လို့ပြောတာရှင်မမှတ်ဘူးလားဟုတ်မှတ်မိပါတယ်မှတ်မိပါတယ်အခုကလည်းတာယာကိုနှောက်ရှက်ဖို့လာတာမဟုတ်ပါဘူးနှစ်ထပ်ရှိမှမှတ်မိသွားအောင်လို့ပါရှင်ကနှစ်ချက်ရှိမှမှတ်မိမယ်လို့ပဲမှတ်မိပါတယ်တာယာလေဟိုတုန်းကလေကိုပြောတဲ့ကိစ္စဘာမှမပြောနဲ့ရှင်လည်းရှင်သွားပါနော်ရှင်လမ်းမိုင်မှာမရှက်ဘူးလားရှင်အသက်ရွယ်ရှင်အဆင့်တန်းနဲ့တရုပ်ပြက်တော့သိပါတယ်ကွာကိုကအဆင့်တန်းမရှိပါဘူးမဟုတ်ပါဘူးကိုကအဆင့်တန်းမခွဲခြားပါဘူးလို့ဒါပေမဲ့တာယာလေးနဲ့ပတ်သက်လိုက်ရင်ကိုကဟိုးအောက်ဆုံးပါပါဟိုးအောက်ဆုံးပါဟိုးအောက်ဘယ်အောက်ဆုံးပါလဲဘာဖြစ်ဟာဘယ်အောက်ဆုံးလဲညီလေးဘာပြောတာညီလေးစားတော့ဆိုင်မှာ1000ပေးသွားတယ်ညီလေးဘာလဲမင်းအလောင်းစားလုပ်ချင်သေးလို့လားဒီနေ့ကအလောင်းစားလုပ်တဲ့နေရာ1000နဲ့လာပြောတော့ခင်ဗျာဘာလုပ်လဲတာလားဟုတ်ဘာမှလုပ်တာမဟုတ်ဘူးဘာဖြစ်လဲဒါဘာဖြစ်လဲဒါကကိုတို့ကိစ္စတွေဘာကိစ္စဟာကိုအဲ့ဒီမင်းတို့ငယ်ပါသေးတယ်မင်းတို့နှုတ်ပါသေးနောက် is it ဆုတ်လဲစားခင်ဗျာတော့ကျောင်းနေတယ်ခင်ဗျာကျောင်းသူဘာလုပ်လဲဟုတ်လားကျောင်းသူကခင်ဗျာနောက်ဆက်တာဟာလားဆောင်းရတာဘာလုပ်လဲလမ်းမိုင်မှာနှုတ်ဆက်တယ်ဘယ်နောက်ဆက်ဟဲ့လားကဲဒါခင်ဗျာရောခင်ဗျာသိရုပ်ရှင်တွေရလို့ပေါ့နော်မင်းသမီးရောလူကျန်နောက်ဆက်နေမင်းသားရောက်လိုက်ဖြည့်ရှင်းပေးဟုတ်သားဆက်ကြကိုလူမျိုးနဲ့ခင်ဗျာပြောရလေတော့တာယာလေးတာယာဟဲ့လိုက်တာဗျာကြောင်လိုက်တာဘာဖြစ်လဲဘာပေါ်လားဘာပေါ်မှာဒါကိုလိုကိစ္စမင်းတို့ဆိုင်အေးဆဲနေရရှင်းရှင်းလိုက်ဟဲ့မင်းဘာလုပ်လာလဲငါတွန်းလေရငါတွန်းလေရခင်ဗျာကျောင်းနေတွန်းလေတွန်းနေအဲ့ဒီတဖုလူလဲလို့တွန်းနေကွာကျဲရရှိရဟဲ့ဘာလုပ်လဲပြောမင်းရတယ်ကွာဒီလိုလူမျိုးကဘာလို့အောင်လဲဆိုတော့မင်းမသေးမင်းမတာကျုပ်နာမည်မင်းဝေဟဲ့我这样要你无聊多呀，不得劲你。အိမ်ချုပ်ဗျာခမရအိမ်ချုပ်ခိုင်းတယ်ဘာဖြစ်လို့ချိုးရမှာလဲဗျဟိုကျုပ်ကအထိုးခံလို့လားတိုင်တဲ့လူဗျဟိုခမရအိမ်ချုပ်ဒီလိုစဆွဲပြီးထိုးတာမလားအဲ့ကြောင့်ခမရအိမ်ချုပ်ကျွန်တော်တတ်တည်ကန်အဖြစ်ယူထားတာကြားကြဘူးပေါ့ဗျာအထိုးခံရလူရဲ့အင်ကြီးကိုချုပ်ပြီးတတ်တည်လိုက်ရတယ်လို့ဗျာဟိုပြီးတော့ကျွန်တော်အင်ကြီးစားကိုဆွဲပြီးထိုးတာခင်ဗျားသိတယ်နော်ဘယ်လိုပြောလိုက်လဲခင်ဗျားသိတယ်နော်လို့ပြောတာလေဆရာဟာဆရာလေဟာလက်ထောက်ကတိကဆရာဟိုဆရာဟိုကျွန်တော်မှားသွားပါတယ်ဆရာဟို sorry ရပါခမရအိမ်ကြီးကိုကျွန်တော်ယူထားပြီးတော့ပေါမောက်ခါချီကိုတက်တေကန်ဖြစ်ပြပါအဲ့ဒါကြောင့်ဟိုအင်ကြီးမှာလက်ပွေရာတွေပါလေရှာဖို့နေမှာပေါ့နော်ဟုတ်တယ်အဲ့ဒါကြောင့်တော်တော်အဆင်ပြေနေကြောင်းမယ်ဗျာကောင်းနေစေဟုတ်ကဲ့ဆရာကျွန်တော်အင်ကြီးကိုဆွဲထိုးတာဆရာဒီချာပြပါ
ဟုတ်ကဲ့ဆရာကြီးအေးရဟုတ်ကဲ့ဒီမှာစောင့်နေနော်ဟုတ်ကဲ့ဘေးမှမသွားနဲ့မသွားပါဘူးပေါင်ပေါက်ခါလာလိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာသွားပြီနော်ဟုတ်ကဲ့ဆရာတတလားတတ有没有他来？哪不รู้อยู่อ่ะငါခဏနေပြန်ဝင်အောင်ရောဟာရောပြဿနာတက်လိမ့်မယ်ပြဿနာတက်ငါကြောင်းထုတ်ခံရမှာဟောကြောင်းထုတ်ခံမင်းရှာကျွေးရမှာနော်ဘာမှမဟုတ်လေငါရှာကျွေးမယ်မင်းရှာကျွေးမယ်နော်ငါရှာကျွေးမယ်ပြီးရောသူရငါဒါကြီးဖွက်ထားလိုက်အေးယူရောငါသွားပြီတာမင်းရှာကျွေးမှာနော်ငါရှာကျွေးမယ်ငါပြောတဲ့အတိတ်ပဲ तू မသိဘူး तू လိမ့်သွားပြီပြောသွားတယ်မင်းခံရရတာမင်းမှုတော့မယုံမရှောင်ငါခံရတာမဟုတ်ပါဘူးယောက်ျားချင်းချင်းရှာကျွေးတာပြောတာဆရာကျွန်တော်ကကျောင်းကကျွန်တော်ညီမဝမ်းဝဲကိုကျွန်တော်လာတွေ့တာပါဆရာအဲ့ဒါဒီကျောင်းကကျောင်းသားတွေကကျွန်တော်ကိုတိလျောက်ဆော်ထားလိုက်ပါတယ်ဆရာရေကျွန်တော်အင်ကြီးကိုဆွဲပြီးတော့လေငါနာမည်မင်းဝဲလို့ပြောပါပါတယ်ဆရာပြောပါပါတယ်ဆရာခင်ဗျားပြောတာဟုတ်ရင်ကျွန်တော်အရေးယူပေးပါမယ်ဟုတ်ကဲ့ပါဆရာအပြောင်းကနေလာလားထိုင်ဆရာကျွန်တော်ခေါ်ရဆိုလို့ဆရာသူပါပဲဆရာသူပါပဲကျွန်တော်အင်းစားကိုဆွဲပြီးတော့ငါနာမည်မင်းဝေလို့ပြောတော့သူပါပဲဆရာသူပါပဲဆရာသူ့မှာအင်းကြီးမှမရှိရဟုတ်တော့ရှိပါလေဆရာဟုတ်တော့ရှိပါလေကျွန်တော်အင်းစားကိုဆွဲပြီးငါနာမည်မင်းဝေလို့ပြောတော့သူပါဆရာသူပါဆရာဟုတ်မင်းသတ်တယ်ပြီးကမင်းဝေမလားဟုတ်ကဲ့ပါဆရာဟုတ်ပါတယ်သူကအเจ้าကိုလာတာတဲ့သူ့ညမကိုလိုက်ပို့တာအဲ့ဒါမင်းတို့တွေကအနိုင်ကျင့်ပြီးအင်းကြီးကိုသူ့ဆွဲပြီးလက်သီးနဲ့ထိုးတယ်ဆိုဆရာသူပြောမယုံပါနဲ့ဆရာရဲ့ဟိုသူကကျွန်တော်တို့ကျောင်းသူလေးတယောက်ဆွဲလာညနာလို့လို့ကျွန်တော်ဝင်ပြီးတော့ဖြည့်ရှင်းပြီးတော့ဟုတ်တယ်နောက်ပြီးတော့ဆရာ तू ကဒါနော်ဆရာဟေးဘာလဲမင်းကတော့အယူလို့ပြောတာဟေးဆရာကသိမှာပါဆရာရဲ့အယူဆိုတာဘယ်ယူမှကိုယ့်ကိုယူတယ်လို့ထင်ရမဟုတ်ဘူးဆရာရဲ့ဟုတ်ပါတယ်ဆရာဟဲ့ကောင်ချက်ဘူးမင်းငါ့လို့မတရားမပြောနဲ့ကွာချက်ဘူးငါ့လို့မတရားမဟုတ်တော့မင်းလည်းပြောဆရာရဲ့ကျွန်တော်လက်လုံကတော့ဝန်ခံပါတယ်ဒါပေမဲ့ဆရာ तू ကလေကျွန်တော်ကြောင့်ဆေးကြောင်းသူလေးကိုဆရာရဲ့ခိုးဆွဲဒီဆွဲနေဆရာပြီးတော့သူ့အင်းကြီးကို तू ပရိကလည်း तू ဆွဲဖြဲတယ်အဲ့ကြိုက်တာဟုတ်တယ်ဆရာပြီးတော့လေသူ့ညီမကြီးကိုတောင်းလာချိုးပြီးတော့ကဲကောင်လို့တာဆောင်လဲအော်တယ်ဟုတ်တယ်ဆရာအဲ့လိုအော်တယ်ဆရာဟုတ်တယ်ဟဲ့ကောင်လေဒီမှာငါယူတယ်ဆိုတာမင်းတို့ဘာနဲ့တက်တယ်ပြမလဲကွာဟဲ့ခါနဲ့တက်တယ်ပြမလဲဆရာပုံစံကြည့်နိုင်သိတာပါဆရာဒီလိုနေရာတော့မှကဲဒီလိုပုံစံမျိုးနဲ့လာတော့ဆရာစဉ်းစားကြည့်အင်းကြီးလည်းမပါဘူးလေဆရာဒီလိုကြည့်နေတယ်အင်းကြီးကြည့်နေဆရာရှင်းပါဟာဆရာစဉ်းစားကြည့်နော်ဆရာဆရာဆောတော့ကျွန်တော်ပါပါတယ်ဆရာရဲ့ဆရာရဲ့လက်ထောက်ခတိကဆိုတာလေကျွန်တော်အင်းကြီးကိုလက်ဝေရာရှာရင်းနဲ့ဆိုပြီးတော့ချွတ်ယူသွားပါတယ်ဆရာဆောတော့လေးနဲ့အဲ့ဒါပဲဆရာလက်ဝေရာအင်းကြီးမှာဘလို့ရှာမလဲဆရာရဲ့ဆရာမရှိဆရာတော့ဆရာနွားနေပေါ့ဆရာဒုက္ခပါပဲဆရာရဲ့လက်ထောက်ခတိကလည်းမရှိတွေ့လည်းမတွေ့မိပါဘူးကွာဘလို့မှလည်းရှင်းပြလို့မရပါလားခဏလေးပါကိုကြီးစိတ်ရင်းတော့ဆရာကျွန်တော်တော့တက်နေပြအောင်မယ်ဆရာဒီပုံလေးကိုကြည့်လိုက်လို့ရှိရင်ဆရာဖြေထုတ်ပါမှာပါအဲ့ဒီမှာသူယူမယူဆိုတာဘုံမင်းနေနေကိုပါပါဟာဆရာအဲ့ပုံလေးဆရာအဲ့ပုံလေးကျွန်တော်ရှင်းမယ်အဲ့ဒါသူစားတော့တယ်နေမှာအဲ့လိုပဲဟိုစိတ်ယူဖောက်ပြီးတော့အင်ကြီးချုပ်ပြီးတော့တောင်းရနေတယ်ပေါ့စားတော့ဆိုင်မှတ်တမ်းနေတာဟုတ်တယ်ဆရာဟုတ်တယ်ကြည့်လိုက်သိပါလိမ့်ဆရာဟဲ့ကောင်မင်းတို့အဲ့လိုမတရားမပြောဟေးမင်းကလေငါဟာယူဟာဆရာတော့ပါဗျာငါဟာယူခဏပြောဟာသွားလို့ရတယ်တို့ရင်ခေါ်လိုက်ပါမယ်ကွာသွားပါရတယ်သွားပါရှိပါသွားပါရှိရတယ်ရတယ်ကျွန်တော်ပြောတော့လုပ်ရဆက်ပြတယ်တော့ဆရာရတယ်စိတ်ချစောတယ်တော့စောတယ်ဒုက္ခပါပဲလူမလည်းပြောလို့မရစိတ်ချမ်းမရေးဆင်းရောပါလားခင်ဗျာဟုတ်ကဲ့အခုပါဟုတ်ကဲ့ခင်ဗျာကျေးဇူးပါခဏလေးကျုပ်ကဘာဖြစ်လို့လဲခင်ဗျာ